ဤကဘာ၌ငင်သက်ခြင်းရှိပါစေဆိုတဲ့နှုတ်ကပတ်တော်အဖြစ်အလင်းငယ်ဝင်ငါချင်တာဖြစ်ပါတယ်ကဘာပေါ်မှာရှိတဲ့လူတိုင်းဟာငင်သက်ခြင်းကိုလိုချင်ကြတာဖြစ်ပါတယ်ဒါပေမဲ့အဖြစ်ကြောင့်ဘုရားစကားကိုနားမထောင်ခြင်းမိမိအတ္တကိုရှေ့တန်းတင်ခြင်းလောကအရာကိုတတ်မဲ့ဆွဲလန်းခြင်းအပြစ်ကြောင့်ဘုရားနဲ့အဆက်အသွယ်ပြတ်ခြင်းထာဝရဘုရားနဲ့ဝေးကွာပြီးလောကဤပင်ပန်းမှုတံဆင်းရဲဒုက္ခတံပူလောင်မှုတံမတရားမှုတံများကိုခံစားရတာဖြစ်ပြီးနောက်ဆုံးအာမင်္ဂလာတည်ဟူသောထာဝရသေခြင်းရှိသောရောက်ရှိသွားကြတာဖြစ်ပါတယ်ဒါပေမဲ့စစ်မှန်သောငြိမ်သက်ခြင်းကိုပေးနိုင်သောသူကကယ်တင်ပိုင်ရှင်ယေရှုဖျားပဲဖြစ်ပါတယ်ထိုကယ်တင်ရှင်ဟာဒီမငြိမ်သက်သောလောကမငြိမ်ချမ်းသောလောကမတင်းမြတ်သောလောကမတရားသောလောကပူလောင်နေသောလောကကြီးသို့ကြွားလာခြင်းမှာစစ်မှန်သောငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းတရားမျှတခြင်းတို့ကိုယူဆောင်လာတာဖြစ်ပါတယ်။အဲဒါကြောင့်မိတ်ဆွေယေရှုဖျားဟာဤကမ္ဘာလောကလူတိုင်းအတွက်ငြိမ်သက်ခြင်းကိုပေးပိုင်သောစစ်မှန်သောကယ်တင်ပိုင်ရှင်ငြိမ်သက်ခြင်းအရှင်ဖြစ်ပါတယ်ဆိုတဲ့နှုတ်ကပတ်တော်အဖြစ်အလင်းငယ်ဝင်ငါချင်တာဖြစ်ပါတယ်။အရောက်တိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေ။